ဘယင်းမျိုးတော်ရဲ့ဒီတယောက်တည်းဝင်ကြံခဲ့တယ်လီပိုင်ကတာမန်လူသားတယောက်ဆိုပေမဲ့ဓာအေးမှာတော့တော်တော်ထူးချွန်တဲ့လူငယ်လေးတယောက်ဖြစ်ပါတယ်သူ့ရဲ့ပုံစံကိုမျက်လုံးထဲမြင်အောင်ပြောပြရမယ်ဆိုရင် self confidence တော်တော်ရှိတယ်ပြီးတော့ဘသူအောက်မှာအလုံးလုံးရတာမကြိုက်ဘူးတယောက်တည်းပဲလှုပ်ရှားခြင်းတယ်တန်မာတဲ့လူတွေကိုလိုက်ပြီးတိုက်ခိုက်ခြင်းတယ်ဒါမျိုးပေါ့ဇလန်းကဘလို့စားတာလဲဆိုရင်လီပိုင်းကခရီးတစ်ခုကနေသူ့ရဲ့မွေးရမြေဖြစ်တဲ့အဲဆာရာကိုပြန်ရောက်တဲ့အခါမှာသူ့မျိုးကဖျက်ဆီးခံရပါပြီဒါကိုအရန်ဒေါသထွက်သွားတဲ့လီပိုင်တယောက်ကဒါကိုလုံးခဲ့တယ်လို့ထင်တဲ့ချန်အမ်းမျိုးကြီးစီကိုဘာကူမှစဉ်းစားမနေတော့ဘဲနဲ့တယောက်တည်းဝင်ချလာပါတော့တယ်။တာမန်လူငယ်လေးတယောက်ဆိုပေမဲ့တမျိုးလုံးကိုတယောက်တည်းနဲ့ဝင်တိုက်ခိုက်နိုင်တာကလီပိုင်းကတကယ်ကိုအစွမ်းထက်တယ်ဆိုတာအတိမတ်ပြုရမှာပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့မီဘီယာကလီပိုင်းကိုပြည်လင်အောင်တီးတန့်ဆွေးနွေးပြောဆိုခဲ့ပြီးတော့ဒီအဖြစ်အပျက်တစ်ခုလုံးကိုတမိုင်းမှတ်တမ်းတွေကနေဖျောက်ဖျက်ထားခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့လီပိုင်းကဘဝရဲ့အတိတ်ပဲအသစ်ကိုရှာဖွေရင်းနဲ့ခီးတွေထွက်ပြီးပျောက်ခဲ့သွားခဲ့ပါတယ်ဆိုတော့ဒီဇလန်တွေကလီပိုင်ကိုကျွန်တော်တို့ Honor of King ထဲမှာ Jungling Hero တယောက်အနေနဲ့စော့ကစားလို့ရနေပြီပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဂျန်ပါဗျနောက်ဗီဒီယိုလေးမှာပဲပြန်တွေ့ရအောင်